အကျွေးတာမပေးသေးဘူးလားအော်မကြိုင်နောက်တရက်လောက်ဆောက်ပါလားအမရဲ့ဟဲ့နင်တရက်နေ့ကများနေပြီနော်လောက်ပါအမရဲ့ကျမသားလေးပတ်စံမလွယ်သေးလို့ပါအမလီနင်တို့ကဒါနဲ့အကြောင်းပြနေတယ်ဘယ်တော့လာပြီးမှလဲအော်အမနောက်နေ့လောက်ဆောက်ပြီနော်အေးနောက်နေ့ရနော်နောက်နေ့ရမှလာမပေးနေ့အိမ်နဲ့ချန်တယ်ငါသိမ်းမယ်ဟုတ်ကဲ့ပါအမအော်မကြိုင်ဘယ်ရပြန်လာလဲဘယ်ရမှလဲအေးအကျွေးတောင်းတာလေအကျွေးလည်းမရပါဘူးဟဲ့မလီထုံးစံတိုင်းမှခင်မယ်မဟုတ်လားဟုတ်တယ်လေပတ်စံချီးပြလာလည်းမဆက်ဘူးငါလည်းစိတ်ကုန်ပါတယ်ဟဲ့အမလီမကြိုင်ရဲ့ကျမလည်းသူ့ကြောင့်သိပါတယ်သူကသိစင်ပြေဘူးမကြိုင်ရဲ့အမလီတော်စမ်းပါဟဲ့သူတို့အစမပြေတာငါနဲ့ပါဆိုင်လဲသူပြန်လာစားမှတောင်းဝင်ရှိရလေမဟုတ်ပါဘူးဟဲ့သူကကျမ်းမာရေးလည်းမကောင်းသူ့သားလည်းစိုးတယ်ဟဲ့ပြီးတော့လို့ဆိုရင်လည်းအဲ့ဒီပတ်စံကသူ့သားပဲတုံးတာဟဲ့အဲ့ဒါသူ့ကြောင့်လေငါနဲ့ပါဆိုင်လဲအော်မဟုတ်ပါဘူးငါနဲ့ပြောပြတာပါမလီငါတော့လေရစရာရှိရတော့တောင်းမှာပဲမကြရဲ့အရင်မလို့ပါနဲ့သူကကျမ်းမာရေးလည်းမကောင်းယောက်ျားလည်းမရှိတော့ဘူးသူခဏဆောင်းလိုက်ပါအောင်နော်ဟဲ့နေရာသူ့ကပါပေးနေရလားအဲ့လိုမဟုတ်ပါဘူးမကြရင်လဲကျမလည်းသူ့တနာလို့ပါအေးပါအဲ့ဒါဆိုလည်းငါခဏဆောက်လိုက်မယ်ဟယ်လိုသားရေဟယ်လိုမမေကိုလေပတ်စံမလွယ်ပေးသေးဘူးလားသားအော်မမေရဲ့ဘာလို့ခဏပတ်စံတောင်းနေရလဲဒါအဆင်မပြေပါဘူးလို့အမေပြောနေရမို့လားအော်သားရေမမေကလည်းအကျွေးတွေပေးကြရှိသေးရဲ့သားရဲ့အော်မမေရဲ့အကျွေးအမေပဲဆက်လိုက်ပေါ့အဲ့ဒီအကျွေးကိုဆက်ဖို့အတွက်လည်းသားလည်းပြင်မရမှာသားရဲ့မမေစီမှာအများကြီးမရှိဘူးပြီးတော့လို့ဆိုရင်လည်းအဲ့ဒီအကျွေးတွေကလည်းသားနိုင်ငံခြားသွားခြင်းနဲ့ဆိုလို့မမေချီထားပေးရသားရဲ့အော်မမေရဲ့ခဏဆောက်ခိုင်းလိုက်အောင်မမေကလည်းဆောက်ခိုင်းပါတယ်သားရဲ့ဒါပေမဲ့သူကလေအကျွေးမပေးနိုင်လို့ဆိုရင်အိမ်နဲ့ခြံနဲ့သိမ့်မယ်တဲ့အော်မမေရဲ့သူသိမ့်မယ်ဆိုတော့တင်ခိုင်းလိုက်တော့ဘာဖြစ်လဲဟဲ့သားနင်စကားအလုံးပြောနေလေအဲ့ဒီခြံနဲ့အိမ်နဲ့သိမ့်မင်းမှသွားနေရမှာလေအော်မမေရဲ့ဆွေမျိုးတွေရှိရပဲသူတို့နဲ့သွားနေပေါ့အော်သားရဲ့စကားအလုံးပြောပါနဲ့ကိုယ့်ရဲ့ဆွေမျိုးအိမ်ကကိုယ့်အိမ်လာပဲကောင်းမှမလဲသားရဲ့ပြီးတော့လို့ဆိုရင်အမေကကျမ်းမာရေးမကောင်းဘူးသားရဲ့အလုံးမလုံးနိုင်ဘူးအမေတို့ကလည်းပြောလိုက်ကျမ်းမာရေးနဲ့ပဲအကြောင်းပြနေရဲ့အော်သားရဲ့ကဲပါထားလိုက်ပါတော့အခုလေမေပတ်စံမလဲပေးဘူးလားဟုတ်တယ်သားလွယ်ပေးလို့မရဘူးမေရဲ့သားလေးရဲ့လောက်ပါအမေရိကန်အစမပြေလို့ပါသားရဲ့မသိဘူးမမေကမမေအိမ်နဲ့ချင်းနဲ့ကြောင်းလိုက်တော့ဒါပဲအော်သားလေးရဲ့မမေပြောတဲ့စကားကိုဆောင်းအောင်နှောင်းပါအောင်မမေအတန်လည်းမကြားချင်တော့ဘူးမရဒါပဲဟဲ့သားအော်တကယ်ပါပဲဟဲ့ငါလည်းစိတ်ညစ်ပါတယ်